ဒီနေ့မေလ23ရက်နေ့မှာကမ္ဘာရွှေဈေးကွက်ကတအောင်စကို US ဒေါ်လာ4900မှာဘာလို့ငြိမ်နေတာလဲမနေ့ညက US က inflation data ထွက်ပြီးတော့အခါကျတော့ဒီကမ္ဘာရွှေဈေးကွက်အပေါ်ကိုဘယ်လိုတက်ရောက်မှုတွေရှိသွားသလဲဆိုတာကိုအမြကမျှဝေပေးသွားပါမယ်အမြကရွှေနဲ့ပတ်သက်တဲ့ပုဂ္ဂတုတာတွေကိုမျှဝေပေးနေတဲ့နေပြည်တော်ကအောင်ရွှေတရဖူရွှေဆိုင်ရဲ့ပဲကန်ရှင်ဖြစ်ပါတယ်ရှင်ဒီသတင်းလေးတွေကိုမမျှဝေခင်မှာအမြရဲ့ရွှေချစ်သူတွေကိုတစ်ခုလောက်ပြောပြချင်ပါတယ်မနေ့ကအမြဒီ page လေးတစ်ခုတွေ့လိုက်တယ်အမြတင်တဲ့သတင်းတွေကိုသူကစာလေးနဲ့ပြန်ရေးပြီးတော့ခါကြတော့နည်းနည်းပါးပါးစာပြောင်းပြီးတော့ခါကြတော့တင်ထားတဲ့ page လေးတစ်ခုတွေ့ရတယ်သူကကြတော့ရွှေတင်တန်းချောင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အမြရဲ့ page လားဆိုပြီးတော့ရွှေချစ်သူတွေပြန်မှားမှာဆိုလို့အမြ page မဟုတ်ပါဘူးအမြမှာဒီအောင်ရွှေတရဖူဆိုတဲ့ page လေးတစ်ခုပဲရှိတယ်ဆိုတဲ့အကြောင်းကိုသတင်းလေးပါလိုက်ပါတယ်ရှင်နောက်ပြီးတော့ဒီ white ကိုကြိုးလေး9ပင်ပူကြိုးလေးလည်းရောက်ထားပါတယ်သဘောကျတယ်ဆိုလို့ရှိရင်အမြရဲ့ဖုန်းနံပါတ်4500 9923ခွန်ဒါမှမဟုတ်လို့ရှိရင်ချက်ပေါက်မှာပဲဖြစ်ဖြစ်မေးမြန်းပြီးတော့အားပေးလို့ရပါတယ်ရှင်ကဲအဲ့တော့ခါကြတော့အမြကမနေ့ကကမ္ဘာဒီ inflation rate ပေါ့နော် US ရဲ့ inflation rate အရာဆိုလို့ရှိရင်သူကသူ့ရဲ့ငွေကြေးဖောင်းပွားမှုကတက်လာတယ်ဘယ်လောက်တောင်တက်လာလဲဆိုလို့ရှိရင်3.8ရာခိုင်နှုန်းတက်သွားတယ်ဒါကလေသူက2023လောက်ကတည်းကနေပြီးတော့အခုအထိကြားထဲမှာအမြင့်ဆုံးနှုန်းဖြစ်နေတာဒီဟာအပြင်ကိုမနေ့က US ကသူတို့ရဲ့ဟိုပေါ့ငွေတိုက်စာချုပ်လို့ခေါ်တာပေါ့နော်10နှစ်ငွေတိုက်စာချုပ်ရဲ့အတိုးနှုန်းကလည်းတက်ထားတယ်အဲ့တော့အဲ့ဒီငွေတိုက်စာချုပ်အတိုးဆိုတာလေအမြပြောပြခြင်းတယ်သူကဘာလဲဆိုတော့အစိုးရကငွေလိုတဲ့အခါကြလို့ရှိရင်ပြည်သူတွေစီကနေပတ်စံသွားချီးတာချီးလိုက်တဲ့အခါကြလို့ရှိရင်ပြည်သူတွေကိုအတိုးပေးတယ်6လတစ်ကြိမ်ဆိုပြီးတော့ရှင်းပေးတယ်အဲ့ဒီငွေတိုက်စာချုပ်ကိုသူကပြည်သူတွေကနေ့တိုင်းအယောင်းဝယ်လုပ်နေကြတာပေါ့နော်အဲ့ဒီမှာအတိုးနှုန်းကအတက်အကျလေးတွေရှိတယ်ဒီအတိုးနှုန်းလေးတွေတက်သွားလို့ရှိရင်ရွှေကနေပြီးတော့ကျတက်တဲ့သဘောရှိတယ်ကဲအဲ့တော့မနေ့ကငွေကြေးဖောင်းပွားမှု data ထွက်လာတဲ့အခါမှာငွေကြေးဖောင်းပွားမှုအများများနေတယ်များနေရင်အတိုးနှုန်းကတက်တယ်အတိုးနှုန်းတက်သွားရင်ရွှေကတော့ကျတက်တယ်ဆိုတော့အဲ့ဒီသတင်းထွက်ပြီးတဲ့အချိန်လေးမှာကမ္ဘာရွှေကကျသွားတယ်4640လောက်ထိကျသွားတယ်ဒါပေမဲ့ချက်ချင်းပဲအခုဒီတဖြည်းဖြည်းနဲ့ပြန်တက်လာတာဒီနေ့မနက်မှာ4900လောက်ရောက်နေတယ်ဆိုတော့အင်းမြထင်တာကတော့အခုသမ္မတထရန့်ကလည်းတရုတ်ပြည်ကို2ရက်ခရီးစဉ်သွားတယ်အဲ့မှာလည်းသူကအီရန်နဲ့အရေးကိစ္စတွေကိုဆွေးနွေးမယ်နောက်တစ်ခုကကြတော့ဒီ trade ပေါ့နော်သူနဲ့ export တွေပတ်သက်တဲ့ကိစ္စတွေလည်းဆွေးနွေးမယ်လို့သိရတယ်ဆိုတော့အဲ့ဒီဟာကြောင့်ပဲဒီဟာကရွှေကပြန်ပြီးတော့တက်နေတာလားဆိုတာစဉ်းစားစရာပေါ့နော်အခုအင်းမြပေးတဲ့ဘ ഹു တုတလေးတွေကရွှေချစ်သူတွေအတွက်အကျိုးတစုံတရာရှိရလားရှင်နောက်ထပ်သတင်းတွေကိုရောစောင့်မျှော်ပေးမလားရှင်စောင့်မယ်ဆိုရင်စောင့်မယ်လို့ comment မှာရေးပေးကြအောင်နော်အင်းမြရဲ့အောင်ရွှေတရဖူ page လေးကိုလည်း follow လေးလုပ်ပြီးအားပေးခဲ့ကြပါအောင်ရှင်အားလုံးပဲကံကောင်းကြပါစေ